ကဲရှူရှူရှစ်ရှစ်အတော့မှာကြိုက်ကြဆိုတဲ့သူတွေဝင်လာပါစီမပါမြေပြမပါပဲငပိထောင်ထောင်းပြီးတောက်တဲ့အတော့လေးလေးပါချင်းအားလုံးသူတာလီစွာပါမင်္ဂလာပါရှင်ပေးတိခုရနဲ့ပေးတိရဲ့ကောင်းကျိုးလေးတွေကိုနည်းနည်းလေးပြန်လေးမျှဝေပါမယ်ဆရာလောက်တာမဟုတ်ပါဘူးရှင်မသိသေးတဲ့လူတွေအတွက်ပါလွယ်မှတ်ရရင်အစိမ်းရုံရှိတဲ့အသီးရွက်တွေကဗိုက်တာမင်တွေအများကြီးပါဝင်လို့ဥပမာဗိုက်တာမင် A ဗိုက်တာမင် C တို့လိုပါဝင်လို့ကိုယ်ခံအားကိုကောင်းစေပါတယ်အမြင်တဲ့များလို့အစာရှည်ဖြစ်မှုကိုအကောင်းစေပါတယ်တန်တဲ့ပါဝင်မှုများလို့တွေ့ရကောင်းစေပါတယ်ရှင်ကဲဒါကတော့ပေးသီးပြုတ်ပြီးသားကိုနှစ်ချမ်းခွဲပြီးတုပ်ဖို့အတွက်ပိုင်းပိုင်းလေးတွေပိုင်းထားလိုက်ပါတယ်နှစ်ချမ်းခွဲပြီးပိုင်းတာကအလုံးလိုက်ပိုင်းတာနဲ့ဆိုင်ရင်အချိန်လေးပေးရပေမဲ့ပိုစားလို့ကောင်းပါတယ်ပေးချစံနဲ့တုပ်မှာပါဒါကတုပ်ဖို့အတွက်ငပိထောက်ထောင်းမှာပါအရင်ဆုံးငရောက်ကောင်းကိုအရင်ထောင်းပါမယ်ငရောက်ကောင်းညစ်ပြီးဆိုမှငရုတ်သီးရဲ့ကြက်တုံဖြူရဲ့ငပိရေကိုထည့်ထောင်းပါတယ်ငပိကကင်ထားတာပါရှင်ကဲငပိထောင်းထောင်းပြီးသွားပြီဆိုရင်တုပ်လို့ရပါပြီပေးသီးကိုအရင်ထည့်ပါမယ်ပေးချစံပြုတ်ထားတာလေးထည့်ပါမယ်ကြက်တုံလေးနှီးထားတာလေးထည့်ပါမယ်ပြီးရင်ခုနကထောင်းထားတဲ့ငရုတ်သီးထောင်းထည့်ပါမယ်ငရုတ်သီးကိုပိုစားနိုင်ရင်ပိုထည့်ထောင်းလို့ရပါတယ်ရှင်ချုံမှုနင်းငယ်ထည့်ပါတယ်ငပြားရည်ထည့်ပါမယ်ပြီးရင်မကြီးအနှစ်လေးထည့်ပါမယ်တံဖျားသီးထည့်မှမို့လို့နည်းနည်းရှုပ်ထည့်ထားပါတယ်ပြီးမှတံဖျားသီးအရေးညှစ်ပါမယ်ကဲလေးအိုက်မစွတ်တော့ပါဘူးရှင်လေးကိုတေချာတန်းအောင်ဆေးပြီးမှတောက်ပါတော့မယ်ရတာလေးနည်းနည်းမြည်ကြည့်တော့အချင်းနဲ့အငန်နည်းနည်းလေးလိုနေလို့ထပ်ထိပ်ပါတယ်ဒါဆိုရင်အရန်ဆောင်ကောင်းတော့ဟန်တစ်ခွေရပါပြီဆိုရဲ့ဗီဒီယိုကိုကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်တငယ်ချင်းတို့ရဲ့အပန်းမကြီးရင်ဘင်းသားလေးကဖိုလိုလေးကိုနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေတစ်တော့ကတငယ်ချင်းတို့ရဲ့ပုံလေးနှိပ်ပြီးကွန်မန့်လေးမှန်အသေးလေးပေးခဲ့ကြပါဦးနော်အားလုံးလည်းကျမ်းမာပျော်ရွှင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်